မင်္ဂလာပါအားလုံးပဲဒီနေ့အတွက်တော့ကျွန်တော်တို့ Horse Recap Studio ကနေ recap ပေးသွားမယ့် anime ကတော့လူတီလဲနေပြီတကယ် underrated ဖြစ်လို့ပြီးတကယ်လဲကောင်းတဲ့ anime ဖြစ်တယ် Hellsing ကို recap ပေးသွားမှာဖြစ်ပါတယ်ကဲဆိုတော့စကြအောင် episode 1ရဲ့အစမှာရဲဖွဲ့အသေးလေးကအစင်းမြင့်ပုံရတဲ့သွေးစုပ်ဖုတ်ကောင်နဲ့တွေးလိုက်ကြရပြီးအဲ့ဒီအစင်းမြင့်တဲ့သွေးစုပ်ဖုတ်ကောင်ကအောက်ခြေသွေးစုပ်ဖုတ်ကောင်တွေကိုလွတ်ပြီးတိုက်ခိုက်စေတယ်ပြီးတော့တခြားအပိုင်းကိုရောက်သွားပြီးအခုတွေ့မြင်နေရတဲ့အမျိုးသမီးရဲ့ Hellsing Organization ရဲ့ဥက္ကဋ္ဌဖြစ်ပါတယ်။သူရဲ့အကြံကတော့ရိုးရှင်းပြီးတကယ်လည်းထိရောက်ပါတယ်။သွေးဆုပ်ဖုတ်ကောင်တွေကိုတိုက်ဖြတ်ဖို့အတွက်ပိုပြီးစွမ်းတဲ့သွေးဆုပ်ဖုတ်ကောင်တစ်ကောင်အဖွဲ့ထဲထည့်တာဖြစ်ပါတယ်။သူကတော့ဝေးယုံရှိရှိမျက်မှန်အလန်းနဲ့ Vampire အလူကပ်ပဲဖြစ်ပါတယ်။ဇလန်ရဲ့အစခုခံနေတဲ့ရဲတပ်ဖွဲ့တွေကမိန်းကလေးတစ်ယောက်ကိုစော်အားမယ်ကြံနေတဲ့အချိန်အလူကပ်ရောက်လာပါတယ်။အလူကပ်ကိုမင်းကဘယ်သူလဲပါလဲမေးတော့အလူကပ်ကသူ့ကိုယ်သူလူသက်သမားပါလို့ပြန်ဖြေလိုက်ပါတယ်။အဲ့စကားကိုကြားတော့ဟိုသွေးဆုပ်ဖုတ်ကောင်တွေကကြောင်သွားပြီးပရိပဒါတွေအားချောင်းပြီးအလူကတ်ကိုတက်ဖြစ်ဖို့အတွက်သူ့ရဲ့အောက်ခြေသွေးဆုပ်ဖုတ်ကောင်တွေကိုအမိတ်ပေးလိုက်ပါတယ်အလူကတ်ကိုသွေးဆုပ်ဖုတ်ကောင်အုပ်လိုက်ကြီးကတနက်နဲ့ဝိုင်းပြကြပါတယ်တနက်နဲ့ဝိုင်းပြကြတော့အလူကတ်ခန္ဓာကိုယ်မှာအပေါက်ပေါင်းများစွာနဲ့လဲကျသွားပါတယ်ဒါပေမဲ့ကိုလိုလိုထင်တာမှန်ပါတယ်အလူကတ်ကလွယ်လွယ်နဲ့မသိသွားပါဘူးဘာလို့လဲဆိုတော့အလူကတ်ကသူတို့လိုသွေးဆုပ်ဖုတ်ကောင်မျိုးရိုးထဲမှာတော့မှပထမအဆင့်ဖြစ်လို့ပါအလူကတ်ကပြန်ထလာပြီးသူ့ရဲ့ပစ္စတိုကိုထုတ်ပြီးအထူးပြုလုပ်ထားတဲ့ကြီးစံနေနဲ့သွေးဆုပ်ဖုတ်ကောင်အားလုံးကိုကိစ္စတုံးမိလိုက်ပါတယ်အဲ့လိုနဲ့ပဲကြံခဲ့တဲ့ကောင်းဆောင်ကဘာလို့သွေးဆုပ်ဖုတ်ကောင်အချင်းချင်းကိုမှလူဘက်ကနေကူညီပေးရလဲလို့မေးပြီးရဲဖွဲ့တဲ့ကမိန်းကလေးတစ်ယောက်ကိုတစားခံလှုပ်ထားပါတယ်အဲ့အချိန်မှာပဲအလူကတ်ကမထင်နိုင်တဲ့မိကိုမေးလိုက်ပါတယ်မိန်းကလေးကိုအပြိုလားမေးပြီးတော့မှမိန်းကလေးကဟုတ်ပါတယ်ဆိုမှနှစ်ယောက်လုံးကိုရေမတ်တက်တက်ပြစ်လိုက်ပါတယ်အဲ့လိုနဲ့ပဲတခြားခန်းကိုရောက်သွားပြီးကောင်မလေးကပြန်နိုးလာပါတယ်ကောင်မလေးကအဲ့ရဘောကပြန်နိုးလာပြီးအလူကတ်ကသူ့ကိုစောင့်ကြည့်နေပြီးမေးလိုက်ပါတယ်သွေးဆုပ်ဖုတ်ကောင်ဖြစ်ရတဲ့ခံစားချက်ကဘယ်လိုနေလဲဆိုပြီးမေးလိုက်တော့ဟုတ်ပါတယ်သူ့မှာအဆွဲလေးတောင်ထွက်နေပါပြီအလူကတ်ကသူ့ကိုအပြိုလားမေးတာအကြောင်းမရှိပဲမေးလိုက်တာမဟုတ်ပါဘူးဖန်ဖားပြောင်းပြီးအသက်ကယ်လို့ရမရမေးကြည့်တာပါဒီလိုနဲ့ပဲ Hellsing ဥက္ကဋ္ဌအလူကတ်ကိုခရီးယန်တွေကိုစိန်ခေါ်ပြီးငါတို့နိုင်ငံငါတို့ Hellsing ကိုအထင်သေးနေတဲ့ငနဲတွေကိုတကောင်မကျန်ကိစ္စတုံးပေးဖို့အတွက်စစ်စင်ရေးပေးခဲ့ပါတယ်အလူကတ်ကအဲ့ဒီကောင်မလေးကိုပေးလိုက်တဲ့စစ်စင်ရေးတွေကိုခေါ်သွားပါတယ်အလူကတ်စတင်တောင်းကျမ်းပြီးဆက်မရှင်းကန်းကင်လာတဲ့အလဲလက်တန်းစားပုံရတဲ့သွေးဆုပ်ဖုတ်ကောင်နဲ့ရင်ဆိုင်နေရပါတယ်အလူကတ်ကအဲ့ဒီသွေးဆုပ်ဖုတ်ကောင်ဇရိုက်ပြတဲ့ကြီးစံတွေကိုဖြုံတော့မဖြုံပါဘူးအဲ့ဒီသွေးဆုပ်ဖုတ်ကောင်ကိုမင်းကဖားပုံစံလည်းပြောင်းလို့မရဘူးလင်းနှုံးပုံလည်းပြောင်းလို့မရဘူးပြစ်ခံရတဲ့ဒဏ်ရာတွေလည်းပြန်မကျက်နိုင်ဘူးကြီးကုံကြီးလည်းမတိုက်ခိုက်နိုင်ဘူးရှက်စရာကောင်းနေဆိုပြီးကိစ္စတုံးမှုတော့အနာကိုဖြည်းဖြည်းချင်းလာနေပါတယ်အဲ့သွေးဆုပ်ဖုတ်ကောင်ကသွေးရွေးသွေးနဲ့ထွက်ပြေးနေရတော့အလူကတ်ရဲ့ကြီးစံတွေလက်ကနေလုံးဝမလွတ်ပဲကိစ္စအပီးပိုင်တုံးသွားပါတယ်ရဲမေရဲ့ဘက်မှာတော့တခြားထွက်ပြေးနေတဲ့ Vampire တစ်ကောင်ကိုပြစ်ဖို့အတွက်အခက်တွေ့နေပါတယ်။ရဲမေကစကုတ်မပါဘူးပြစ်လို့မရဘူးဆိုပြီးအခက်တွေ့နေတဲ့အချိန်အလူကတ်ကပြောလိုက်တယ်မင်းကရိုးရိုးလူမဟုတ်တော့ဘူး Vampire ဖြစ်နေပြီရင်ဝတက်တဲ့ကိုအာရုံစိုက်ပြီးပြစ်လိုက်လို့ပြောလိုက်တော့ရဲမေကတခြားအာရုံစိုက်ပြီးစကုတ်မပါတော့ရင်ဝတက်တဲ့ကိုပြစ်လိုက်ပြီးကိစ္စတုံးမိလိုက်ပါတယ်။တခြားအပိုင်းကိုရောက်သွားတော့ Father ကြီးကကလေးနှစ်ယောက်ကိုအချင်းချင်းနာကျင်ထိခိုက်အောင်မစော့ဖို့အတွက်ပြောနေပါတယ်။ပြောနေတဲ့အချိန်မှာပဲ Father ကြီးရဲ့လက်ထောက်ကရောက်လာပြီး Hellsing အဖွဲ့တောင်းကျမ်းနေကြောင်းကိုတင်ပြပါတယ်။သူတို့က Hellsing အဖွဲ့ကအုပ်ဆိုးသွားမှာကိုမလိုလားကြပါဘူး။နောက်အခန်းမှာတော့ Hellsing အဖွဲ့ရဲ့အလူကတ် Vampire နဲ့ရဲမေတို့ကသွေးဆုပ်ဖုတ်ကောင်တွေကိုကိစ္စတိုးပေးနေတဲ့အချိန် Father ကြီးရောက်လာပါတယ်။ Father ကြီးကရောက်ချင်းရဲမေရဲ့ရင်ဝတက်တဲ့ကိုဓားပေါင်းများစွာနဲ့ထိုးလိုက်ပါတယ်။အလူကတ်ကအဲ့ဒီဓားတွေက Holy ဓားတွေမှန်းသိတော့ Alexander Anderson မှန်းသိလိုက်ပါတယ်Father ကြီး Anderson ကပြောလိုက်ပါတယ်ငါတို့ကဖျားရဲ့စစ်တီတော်တွေပဲငါတို့ရဲ့တာဝန်ကဖျားကိုစန့်ကျင်တဲ့တောသားတွေအကုန်လုံးကိုကိစ္စတုံးပေးဖို့ဖြစ်တယ်လို့ပြောလိုက်ပါတယ်အခြားဘက်မှာတော့ Hellsing ရဲ့ဥက္ကဋ္ဌတပ်ဖွဲ့73ကိုစစ်ကူအဖြစ်လွှတ်ပေးလိုက်ပါတယ်လူကတ်နဲ့ Father ကြီး Anderson ကစတင်ချဖို့လုပ်နေပါပြီစတင်ချကြတော့ Anderson ကအလူကတ်ကိုလက်ဦးဝါပြီးပခုံးနှစ်ဖက်ကိုဓားတွေနဲ့စိုက်ပစ်လိုက်ပါတယ်အလူကတ်ကမတုံမဆိုင်မဲ့ခုံထွက်သွားပြီး Father ကြီးရဲ့မျက်လုံးကိုပြန်ပစ်လိုက်ပါတယ်အလူကတ်ကလည်း Vampire နဲ့ရှင်ချရတဲ့စောက်ဘော Father ကြီးတေသွားပြီဆိုပြီးရဲမိနဲ့စကားပြောနေတဲ့အချိန် Anderson ကြီးကမတေပဲအလူကတ်ရဲ့အနောက်ကိုလှင်မြန်တဲ့အချိန်နဲ့အမြန်ရောက်လာပါတယ်။ Father ကြီး Anderson ကအလူကတ်ရဲ့ပခုံးနှစ်ဖက်ကိုထပ်ပြီးဓားတွေနဲ့ထိုးချပလိုက်ပါတယ်။အလူကတ်ကခုံထွက်သွားပြီးတနက်နဲ့ပြန်ပစ်လိုက်လေဒီတစ်ခါမှာတော့ Anderson ကလုံဝအောင်မဖြုံသွားပါဘူး။ Father ကြီး Anderson ကအလူကတ်ကိုပြေးဝင်ပိုင်းတော့အလူကတ်ကပိုင်းချက်တွေကိုရှောင်နိုင်လိုက်ပေမဲ့Anderson ကဓာတ်ရည်နဲ့ပြစ်လိုက်ပြီးအလူကတ်စီကိုအယမ်းမြန်တဲ့အရှိန်နဲ့ခုံဝင်သွားပြီးအလူကတ်ကိုနေရံမှာကတ်သွားအောင်စောင့်တုံးလိုက်ပါတယ်။အလူကတ်ရဲ့လက်နှစ်ဖက်ကိုဓာတ်ရည်နဲ့အရင်စိုက်ချုပ်လိုက်ပြီးအလူကတ်ရဲ့ရင်ဘတ်တနေရာလုံးကိုဓာတ်ရည်နဲ့ပြစ်လိုက်ပြီးတဖြည်းဖြည်းချင်းအလူကတ်နားကိုရှောက်လာပြီးခေါင်းကိုဖြတ်ပစ်လိုက်ပါတယ်။ပြီးတော့ Father ကြီး Anderson ကအကျယ်ကြီးပြီးပြောလိုက်ပါတယ်။ဒါလာ Hellsing ရဲ့အကောင်းဆုံး Vampire အပြောရဲတောင်ထဲလို့မရဘူးဆိုပြီးအောင်ပွဲခံနေတဲ့အချိန်ရဲမေကသူ့ဆရာအလူကတ်ရဲ့ခေါင်းကိုကင်သွားပြီး Anderson လက်ကနေထွက်ပြေးပါတယ်Anderson ကရဲမေနောက်ကိုကိစ္စတုံးမှုလိုက်နေရဲမေကဗြိမ်းမောက်နာကိုရောက်တော့လက်နဲ့တော့ထိလို့မရတဲ့ barrier တွေကို Anderson ကမချရင်တည်းကကာရတာဖြစ်ပါတယ်
အဲ့လိုနဲ့ပဲရဲမေကထွက်ပြေးလို့မရတော့ဘူးတေတော့မယ်ထင်နေတဲ့အချိန်မှာပဲတပ်ဖွဲ့73နဲ့အတူရောက်လာတဲ့ဟယ်ဆင်ဥက္ကဋ္ဌကယ်ပေးလိုက်ပါတယ်ဟယ်ဆင်ဥက္ကဋ္ဌကအန်နဆန်ကိုအဲ့ဒီမိန်းကလေးကငါတို့ဟာဘာလို့နေရလဲအန်နဆန်အခုချက်ချင်းထွက်သွားလို့ပြောလိုက်ပါတယ်အဲ့လိုနဲ့ပဲအန်နဆန်ဟယ်ဆင်ဥက္ကဋ္ဌကိုခေါင်းဖြတ်ဖို့ရွယ်နေတဲ့အချိန်မှာပဲဟယ်ဆင်ဥက္ကဋ္ဌကပြောလိုက်ပါတယ်ပြန်ဆုပ်လိုက်တာမင်းအတွက်ပဲမင်းမြဲပြန်မဆုပ်ရင်မင်းတက်လိုက်ပြီထင်တဲ့အကောင်ကအသက်ပြန်ရှင်လာမှာနော်လို့ပြောလိုက်ရင်ပဲဟုတ်ပါတယ်အလူကတကယ်မသိပါဘူးဟယ်ဆင်ဥက္ကဋ္ဌကမင်းခေါင်းမဲဖြစ်ဖြစ်နှလုံးမဲဖောက်ဖောက်အခြားသွေးဆုပ်ဖို့ကောင်နေနဲ့မရှင်နဲ့လို့ပြောပြီးသူကနှစ်တရာကျော်ငေါင်းနဲ့အလုပ်တူတွဲလုပ်ခဲ့တာလို့ပြောလိုက်ပါတယ်နောက်ဆုံးတော့လည်းအန်နဆန်ကပြန်တွေးကြမယ်ဟယ်ဆင်လို့ပြောပြီးစုတ်ခွာသွားပါတယ်